အားလုံးပဲမင်္ဂလာပါ私はဒီနေ့မှာဂျပန်စာကိုခုမှစပြီးတော့လေ့လာမယ့်သူတွေရဲ့အတွက်私တို့ရဲ့တာနောရှိဂျပန်စာသင်တန်းကျောင်းနဲ့နှိစက်ပေးကြပါတယ်私တို့ရဲ့တာနောရှိဂျပန်စာသင်တန်းကျောင်းမှာဆိုလို့ရှိရင်တော့ daily တန်း Sunday only တန်းနဲ့ online class တန်းဆိုလို့မှအမျိုးအစားသုံးမျိုးပြကြတာပါတယ် daily တန်းကတော့တနင်္လာနေ့ကနေကြာတာလေးလေး4ရက်ဖြစ်ပြီးတော့မှအတန်းချိန်ကတော့မနက်10:00နာရီကနေ4နာရီဖြစ်ပါတယ်အလုပ်တစ်ဖက်နဲ့သင်တန်းတက်ချင်နေတဲ့သူတွေအတွက်လည်း Sunday only တန်းရှိတဲ့အတွက်ကြောင့်စာကျင်ရင်းနဲ့လုပ်လို့ရပါတယ် online class တန်းလည်းရှိတာမို့လို့ပြင်မာလာမတက်ချင်တဲ့သူတွေအတွက် online နဲ့ဆိုင်လို့ရတယ်နော် level ကတော့ basic level ကနေမှ M5 M4 M3 M2 လာရောက်လေ့လာနိုင်မှာဖြစ်ပါတယ် ဟုတ်ပါတယ်အချိန်ရှိတဲ့ဖြစ်တဲ့အတွက်ကြောင့်အိမ်မှာစာပြန်ပြီးတော့မချက်ချင်တဲ့လူတွေစာလုံးဝမှာပြင်းတဲ့လူတွေဒါပြင်မတိနားမလဲတာရှိတဲ့ဟာတွေကိုမေးချင်တဲ့လူတွေကတင်တန်းမှာပဲစာချက်တာတွေစာမေးတာတွေလုပ်တာနိုင်ပါတယ်ရှင့်စာမေးရမှာလည်းဘာမှပူကြမလို့နော် level 2ပြီးတိုင်းမှာလည်းလေကောင်းတွေကိုတေချာထွင်းပြရတဲ့အတွက်ကြောင့်စမေးပွဲအတွက်လည်းဘာမှပူကြမလို့ပါဘူး ဟုတ်ပါတယ်အဲ့တော့ဂျပန်စာအခုတင်တော့မယ်လို့တွေးထားပြီဆိုတာနဲ့ ဘာသာရှိလို့ရဲ့တော်တော်ရှိတဲ့နေကြောင်းကိုလာရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ် လိပ်စာကတော့ စရင်ကြီးကမုံဝင်းရဲ့မျက်စောင်းတို့မှာရှိတဲ့ဂျေရနာမြန်အိမ်ရလမ်းစုံကိုရေးလိုက်တာနဲ့ဒေါ်ရီတင်လက်ဖေးဆိုင်ရဲ့အပေါ်အတွက်သုံးပါမှာဖြစ်ပါတယ်အားလုံးကိုလာရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ် ဘိုင်ဘိုင်မတန်နဲ့